ဒီဇလန်ကကဘာမြေပေါ်ကအောက်ဆီဂျင်ပမာဏအဆမတန်ကျဆင်းသွားခဲ့တဲ့အနာဂတ်ကဘာတစ်ခုမှာစတင်ထားတာပါတစ်ပင်ပန်းပန်းနေနဲ့တိရစ္ဆာန်တွေအားလုံးသေဆုံးကုန်ကြပြီးလူသားအနေငယ်ပဲအသက်ရှင်ကျန်ရစ်ပါတော့တယ်အဲ့ကျန်ရစ်သူတွေအတွက်တော့အောက်ဆီဂျင်မျက်နှာဖုံးတွေကိုအမြဲတမ်းတက်ထားဖို့ကမဖြစ်မနေလိုအပ်လာခဲ့ပါတယ်ဒီကဘာကြီးထဲမှာ Darius လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ရှိခဲ့ပါတယ်တနေ့တော့ Darius ဟာသူ့အဖေနဲ့အတူအဆောက်အုံတစ်ခုထဲမှာအလုပ်လုပ်နေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုသူ့အဖေရက်နေတဲ့အဆောက်အုံအပိုင်းစားကပြိုကျသွားပြီးသူ့အဖေဟာအောက်ကိုပြုတ်ကျသွားပါတော့တယ်ပြုတ်ကျနေတဲ့အချိန်မှာပဲသူ့အဖေရဲ့အောက်ဆီဂျင်မျက်နှာဖုံးကကျွတ်ထွက်သွားခဲ့ပါတယ်Darius တယောက်သူ့အဖေစီကိုအရောက်မသွားနိုင်ခင်မှာပဲသူ့အဖေကအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒီဖြစ်ရပြီးမှာတော့ Darius ဟာအရန်ကိုဝမ်းနဲ့ပူဆွေးရင်အိမ်ကိုပြန်လာခဲ့ပါတယ်သူ့အိမ်မှာတော့ဇနီးဖြစ်သူမာယာနဲ့သမီးလေး Zora တို့နေထိုင်ကြပါတယ်သူတို့နှစ်ယောက်လုံးအဖေဖြစ်သူတည်ဆုံးသွားတာကိုသိလိုက်ရတဲ့အခါမှာတော့Darius ရဲ့အဖေဆုံးမသွားတဲ့အကြောင်းသိလိုက်ရတဲ့အခါသူတို့တွေတော်တော်လေးကိုတုန်လှုပ်ခြောက်ခြားသွားကြပါတယ်အဲ့ဒီအချိန်မှာပဲမာယာကဇီဝဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး Darius ကတော့အင်ဂျင်နီယာတစ်ယောက်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်သူတို့နှစ်ယောက်ပေါင်းပြီးအပြင်ကလေထုကိုတန့်စင်ပေးပြီးတော့သူတို့ရဲ့ဘန်ကာထဲကိုအောက်ဆီဂျင်ပေးပို့ပေးတဲ့စက်တစ်လုံးကိုတိစောက်ထားခဲ့တာပါဒီစက်ကြောင့်ပဲသူတို့မိသားစုတစ်စုလုံးဟာအောက်ဆီဂျင်မျက်နှာဖုံးတွေတက်စရာမလိုပဲဘန်ကာထဲမှာနေထိုင်နိုင်ခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ဘန်ကာထဲမှာအသက်ရှင်ရပ်တည်ဖို့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းအစုံအလင်ရှိနေခဲ့ပါတယ်တစုံတစ်ခုလိုအပ်လာတိုင်းမှာသူတို့ဟာအောက်ဆီဂျင်မျက်နှာဖုံးတွေကိုတက်ဆင်ပြီးအပြင်ထွက်ပြီးသွားယူလေရှိပါတယ်အဲဒီနောက်မှာတော့ Darius ကနောက်နေ့မှာသူ့အဖေအတွက်အုတ်ကူသွားလုပ်ပေးဖို့အပြင်ထွက်မယ်အောက်ဆီဂျင်ကလည်းအတော်လေးပြတ်လတ်နေရကြောင်းဘယ်သူမှလိုက်မလာဖို့မာယာကိုပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲသူတို့ရဲ့ဆက်စီကနေရုတ်တရက်အချက်ပေးတဲ့မြည်လာပါတော့တယ် Darius သွားစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ကဘာမြေပေါ်ကအောက်ဆီဂျင်ပမာဏဟာအရင်ကထက်ပိုပြီးလျော့နေသွားတယ်ဆိုတာကိုသူသိလိုက်ရပါတယ်အခုဆိုရင်သူတို့ရဲ့ဆက်ကလူနှစ်ယောက်စာအတွက်ပဲအောက်ဆီဂျင်လုံလောက်အောင်ထုတ်ပေးနိုင်တော့မှာဖြစ်ပြီးသူတို့ကတော့3ယောက်တောင်ဖြစ်နေတာပါနောက်တနေ့မနက်မှာတော့ Darius ဟာသူ့ဖခင်ရဲ့အုတ်ဂူကိုတိစောက်ဖို့အတွက်အပြင်ကိုထွက်သွားခဲ့ပါတယ်မထွက်သွားခင်မှာသူကသမီးဖြစ်သူဆိုတာကိုသူမရဲ့အမေကိုကောင်းကောင်းစောင့်ရှောက်ဖို့မိဆက်ကိုလည်းအမြဲစစ်ဆေးနေဖို့နဲ့ဆက်မှာတခုခုပြဿနာရှိရင်အမေဖြစ်သူကိုချက်ချင်းအသိပေးဖို့မှာကြားခဲ့ပါတယ်အဲဒီအချိန်မှာမာယာနဲ့ Zora တို့က Darius ဟာညနေပိုင်းလောက်ဆိုပြန်ရောက်လာလိမ့်မယ်လို့ယုံကြည်ခဲ့ကြပေမဲ့အဲဒီညနေကစပြီးသူဘယ်တော့မှပြန်မလာတော့ပါဘူး Darius ကိုစောင့်နေရင်းနဲ့ပဲ6လတောင်ကုန်ဆုံးသွားခဲ့ပါပြီအပြင်ထွက်လာရင်အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်အသက်ဆုံးရှုံးနိုင်တာမို့မာယာနဲ့ Zora တို့ဟာသူ့ကိုလိုက်ရှာဖို့အတွက်တောင်အပြင်မထွက်နိုင်ခဲ့ကြပါဘူးအခုလောလောဆယ်မှာတော့အဲ့ဒီဘန်ကာထဲမှာမာယာနဲ့ Zora နှစ်ယောက်တည်းပဲကြံရစ်ခဲ့ပါတော့တယ်အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ကြရပါတယ်အခုလောလောဆယ်တော့ဘန်ကာထဲမှာမာယာနဲ့ Zora တို့နှစ်ယောက်ပဲကြံပါတော့တယ်ဒီနေ့ကျရင် Darius တယောက်တေချာပေါက်ပြန်လာလိမ့်မယ်လို့သူတို့နှစ်ယောက်လုံးမျှော်လင့်ချက်ထားနေကြဆဲပါပဲဇီဝဗေဒပညာရှင်တဦးဖြစ်တဲ့ဒီအမျိုးသမီးမာယာကမြေကြီးထဲမှာမျိုးစေ့တွေစိုက်ဖို့အတွက်နေတိုင်းအပြင်ထွက်လေရှိပါတယ်။ကဘာကြီးကတစ်ချိန်ချိန်မှာပြန်ပြီးအသက်ဝင်လာနိုင်မလားဆိုပြီးသူမျှော်လင့်ခဲ့ပေမဲ့သူစိုက်လိုက်တဲ့အပင်တိုင်းဟာအချိန်တိုင်းတည်သွားခဲ့ရပါတယ်။တစ်ဖက်မှာလည်း Zora ကသူ့အဖေကိုအရန်လွှမ်းနေပြီးစောင့်ရတာကိုလည်းစိတ်ကုန်လာခဲ့ပါပြီ။ဒီနေ့မှာတော့သူ့အဖေကိုသွားရှာဖို့အတွက်အပြင်ထွက်ချင်တယ်လို့မာယာကိုပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမာယာကဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့အကြိမ်ကြိမ်ရန်ဖြစ်ဖူးပြီးသားမို့ဘလို့အခြေအနေမျိုးမှာအပြင်မထွက်နိုင်ဘူးလို့ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။သူ့အမေရဲ့အပြုအမူကြောင့် Zora တယောက်စိတ်မကောင်းဖြစ်သွားရပါတယ်။နောက်နေ့မှာတော့မာယာကမျိုးစေ့စိုက်ဖို့အပြင်ထွက်သွားတဲ့အချိန် Zora ကသူ့စီလာပြီးတောင်းပန်စကားဆိုပါတော့တယ်။သူကမာယာကိုပြောလိုက်တာကတော့သူမစီကိုသွားပြီးတောင်းပန်စကားတွေပြောလာပါတယ်။သူမရဲ့အမေကိုအဲ့လိုမျိုးမပြောခဲ့သင့်ဘူးလို့လည်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမလန့်မကမ်းမှာသစိမ်းနှစ်ယောက်ကိုရုတ်တရက်လှန်တွေးလိုက်ရပါတယ်။သူတို့ကိုမြင်လိုက်တာနဲ့မာယာနဲ့ Zora တို့ဟာကြောက်လန့်တကြားနဲ့ကားတစ်စီးရဲ့နောက်ွယ်မှာပုံလိုက်ကြပါတယ်။အဲ့ဒီလူနှစ်ယောက်ဟာသူတို့ရဲ့ဘန်ကာတကားကိုလာခောက်နေတာကိုမာယာမြင်လိုက်ရပါတယ်။သူတို့တကားခောက်နေတဲ့ပုံစံကိုကြည့်ရတာအထဲမှာတယောက်ယောက်နေထိုင်နေဆိုတာကိုသိနေတဲ့ပုံပါပဲ။ Zora ကသူတို့တွေအကူအညီလိုနေတာဖြစ်နိုင်တယ်လို့သူ့အမေကိုပြောပေမဲ့မာယာကတော့ဒီလိုကဘာပြက်နေတဲ့အခြေအနေမှာဘသူ့ကိုမှယုံကြည်လို့မရတော့ဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်ထားပြီးသားပါ။အဲ့ဒီသစိမ်းတွေဘန်ကာတကားဝါကနေစပြီးထွက်ခွာသွားတာနဲ့မာယာနဲ့ Zora တို့ဟာသူတို့မရိပ်မိခင်မှာဘန်ကာစီကိုအမြန်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်မထွက်ခွာနိုင်ခင်မှာပဲအောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ဆက်ကနေအချက်ပေးတံတွေမြည်လာပါတော့တယ်။အဲ့ဒီအချက်ပေးတံကိုကြားလိုက်ရတဲ့အခါမှာတော့သစိမ်းတွေဟာလည်းအနီးနားမှာတယောက်ယောက်ရှိနေတဲ့ဆိုတာကိုရိပ်မိသွားကြပါပြီ။အောက်ဆီဂျင်ပြတ်လတ်နေတာကြောင့်အချက်ပေးတံတွေမြည်လာပါတယ်။အဲ့ဒီချက်ပေးတံကိုကြားလိုက်ရတဲ့အခါမှာတော့အပြင်ကလူစိမ်းတွေကလည်းတစုံတစ်ယောက်ရှိနေတဲ့ဆိုတာကိုရိပ်မိသွားကြပါတယ်။သူတို့တွေကမိန်းကလေးတစ်ယောက်ကတော့ရှာဖွေရင်းနဲ့သူတို့နောက်ကိုလိုက်လာပါတော့တယ်။ဒါပေမဲ့သူတို့စီမရောက်ခင်မှာနဲ့မာယာနဲ့Zora တို့ကအဲ့ဒီနေရာကနေလွတ်အောင်ပြေးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းလူစိမ်းရဲ့အဖော်ဖြစ်သူကဘန်ကာအမိုးပေါ်ကနေသူတို့နှစ်ယောက်ဟာသူ့ရဲ့နောက်ကျောဘက်မှာရှိနေတယ်လို့လှမ်းအော်ပြောလိုက်ပါတယ်။ဘာမှမဖြစ်လာခင်မှာမာယာကသူ့ကိုအားနဲ့တွန်းထုတ်လိုက်ပြီးZoraနဲ့အတူဘန်ကာထဲကိုဝင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့လူစိမ်းမိန်းကလေးကသူတို့အနေနဲ့အကူအညီပဲလိုချင်တာဖြစ်ပြီး
အကူအညီရတာနဲ့ပြန်ထွက်သွားမှာပါလို့အတနာခံပြောဆိုလာပါတယ်။ဒါပေမဲ့မာယာကတော့သူမပြောတဲ့စကားတစ်ခုကိုမှနားမဝင်ခဲ့ပါဘူး။ဘန်ကာရဲ့ပြင်းပေါက်တေးသေးလေးကနေတဆင့်မာယာနဲ့ဇိုရာတို့ကသူတို့နှစ်ယောက်ကိုအဲ့ဒီနေရာကနေထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကသူတို့မှာလူပေါင်း100နီးပါးနေထိုင်တဲ့စခန်းတစ်ခုရှိကြောင်းအခုတော့သူတို့ရဲ့အောက်ဆီဂျင်စစ်ထုတ်တဲ့စနစ်ပျက်စီးသွားတာကြောင့်လူတိုင်းရဲ့အသက်အန္တရာယ်စိုးရိမ်နေရပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူတို့ရဲ့အောက်ဆီဂျင်စစ်ထုတ်စနစ်ကပြတ်နေလို့ပါ။အကယ်၍သာဒါကိုပြန်မပြင်နိုင်ဘူးဆိုရင်စခန်းထဲမှာရှိတဲ့လူအားလုံးတေကုန်ကြပါလိမ့်မယ်။ဒါ့အပြင် Darius ကသူမရဲ့တငယ်ချင်းဖြစ်ကြောင်းနဲ့မာယာနဲ့သူတို့နှစ်ယောက်ပေါင်းပြီးသူတို့ရဲ့ဘန်ကာထဲမှာတုံးနေတဲ့အစစ်မြစ်အောက်ဆီဂျင်စစ်ထုတ်စက်ကိုတိစောက်ခဲ့တာလို့ Darius ကသူမကိုပြောပြခဲ့မှုကြောင့်ဒီမိန်းကလေးကပြောပြလိုက်ပါတယ်။လောဆယ်မှာတော့သူတို့ရဲ့ဓာတုဗေဒစနစ်ကိုပြန်ပြင်ဖို့အတွက်ပုံစံကျန်းဒါမှမဟုတ်အခြေခံအယူဆလေးရအောင်အဲ့ဒီဆက်ရဲ့ဒီဇိုင်းကိုပဲကြည့်ချင်တာပါလို့သူမကဆိုပါတယ်။ဒီမိန်းကလေးကသူမအနေနဲ့အောက်ဆီဂျင်စစ်ထုတ်စက်ကိုအပေါ်ကနေပဲကြည့်ဖို့လိုတာဖြစ်လို့ဘန်ကာထဲမှာအကြာကြီးနေမှာမဟုတ်ဘူးလို့လည်းထပ်ပြောပါသေးတယ်။ဒါကိုကြားပြီးနောက်မှာတော့မာယာက Darius ကသူမအကြောင်းကိုတခါမှမပြောပြဘူးကြောင်းနဲ့အခုချိန်မှာသူတို့ကိုမယုံကြည်နိုင်သေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီမှာလူနှစ်ယောက်စာအတွက်ပဲလုံလောက်တဲ့အောက်ဆီဂျင်ရှိတာဖြစ်ပြီးသူတို့သာအထဲကိုဝင်လာခဲ့မယ်ဆိုရင်အပြင်ဘက်မှာဆိုရင်သူတို့အားလုံးတေသွားကြပါလိမ့်မယ်။အဲ့ဒီမိန်းကလေးကသူလိုချင်တာကပုံစံထုတ်လုပ်နည်းပဲဖြစ်ပြီးအဲ့ဒါကိုကြည့်ပြီးတာနဲ့သူတို့ထွက်သွားမှာပါလို့ထပ်ခါတလဲလဲပြောနေပါတယ်။ဒီလူစိမ်းမလေးကတောင်းဆိုမှုတွေအများကြီးလုပ်နေတာကိုမြင်တော့ဆိုရာကဒီလူတွေဟာသူ့အဖေအကြောင်းအကုန်လုံးကိုသိနေတာမို့သူတို့ကိုကူညီပေးတဲ့တယ်လို့သူ့အမေကိုပြောလိုက်ပါတယ်။သူတို့စီမှာသူ့အဖေနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေလည်းရှိနေနိုင်လို့ဖြစ်ပါတယ်။ဆိုရာကအတင်းတောင်းဆိုနေတာကြောင့်မာယာကအဲ့ဒီလူတွေကိုအထက်ပေးဝင်ဖို့သဘောတူလိုက်ပေမဲ့သူတို့ကိုအခုထိမယုံကြည်သေးပါဘူး။ဒါကြောင့်လဲသူကိုယ်တိုင်ဘန်ကာထဲကနေအရင်ဆုံးထွက်လာပြီးအဲ့ဒီလူနှစ်ယောက်လုံးကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ပြီးတော့သူတို့စီမှာပါတဲ့လက်နက်တွေအကုန်လုံးကိုလည်းသိမ်းယူလိုက်ပါတယ်။အဲ့နောက်မှာတော့လူစိမ်းမလေးကသူ့နာမည်က Tess ဖြစ်ပြီးသူ့အဖေရဲ့နာမည်က Lucas လို့ပြောပြပါတယ်။မာယာက Tess ကိုသူ့အဖေရဲ့လက်တွေကိုနှောက်ပြန်ကြိုးတုပ်ပြီးမြေကြီးပေါ်မှာမှောက်ခိုင်းလိုက်ပါတယ်။အဲ့ဒီလူတွေစီမှာရှိသမျှအရာအလုံးကိုလက်တွေကိုနှောက်ပြန်ထားပြီးမြေကြီးပေါ်မှာမှောက်ခိုင်းလိုက်ပါတယ်။အခုထိအဲ့ဒီလူတွေလှုပ်ခဲ့သမျှကိုကြည့်ပြီးမာယာကသူတို့ကိုလုံးဝမယုံကြည်တော့တာကြောင့် Tess ရဲ့လက်တွေကိုလည်းနှောက်ပြန်ချီလိုက်ပါတယ်။မာယာကသူတို့နှစ်ယောက်လုံးကိုဘန်ကာထဲခေါ်သွားဖို့လုပ်နေတော့မှပဲသူတို့ရဲ့တတိယမြောက်အဖော်ဖြစ်တဲ့ Mike ကတနက်တလက်ကိုကင်ပြီးရုတ်တရက်ရောက်လာပါတယ်။ဒီတတိယမြောက်လူကိုရုတ်တရက်မြင်လိုက်ရတော့မာယာကပိုပြီးချိန်ချောက်ခံရတယ်လို့ခန်းစားလိုက်ရသလိုသူ့ကိုမြင်တာနဲ့ဇိုရာလည်းအပြင်ကိုထွက်လာပါတယ်။ဇိုရာကအပြင်ထွက်လာတာနဲ့သူ့ကိုတနက်နဲ့လှမ်းပစ်ပါတော့တယ်။တနက်မှန်သွားတာကြောင့် Mike ကဒဏ်ရာရသွားပါတယ်။ဒါကိုမြင်တော့မာယာကပိုပြီးသတိထားလာပြီးဘန်ကာထဲကိုချက်ချင်းဝင်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဒဏ်ရာရထားတဲ့ကြားကပဲ Mike ကလဲကျသွားရင်ဘန်ကာထဲကိုအတင်းဝင်သွားနိုင်ခဲ့ပါတယ်။သူ့ထဲရောက်သွားပြီးနောက်မှာတော့မာယာကသူ့ကိုဖမ်းဆီးပြီးအကျဉ်းသားအဖြစ်ထားလိုက်ပါတယ်။အဲဒီချိန်မှာပဲ Tess နဲ့သူ့ရဲ့အဖော်ဖြစ်သူ Lucas တို့ကတော့ Tess နဲ့သူ့အဖော် Lucas တို့ဟာဘန်ကာအပြင်ဘက်မှာအခုထိရက်နေကြတော့မှာပဲ။သူတို့မှာအချိန်သိမ့်မကြံတော့တာကြောင့်အထဲပေးဝင်ဖို့မာယာကိုထပ်ခါတလဲလဲတောင်းပန်နေကြပါတယ်။သူတို့ရဲ့တတိယမြောက်အဖော်ဖြစ်တဲ့ဒီလူကမာယာအကြောင်းဘာမှမသိလို့ဒီမိန်းကလေးကသူတို့ကိုရန်ပြုတ်နေတယ်လို့ထင်သွားပုံရကြောင်းနဲ့ဒါကြောင့်ပဲတနက်နဲ့ချိန်ခဲ့တာဖြစ်တယ်လို့ Tess ကရှင်းပြနေပါတယ်။အဲဒီနောက်မှာတော့ Tess ရဲ့အဖော် Lucas ကလည်းမာယာရဲ့ဆက်ဒီဇိုင်းကိုရဖို့သူတို့အတော်လေးစူးစမ်းထားရတာဖြစ်ပြီးအခုသာနောက်ကျသွားမယ်ဆိုရင်စခန်းထဲမှာရှိတဲ့လူတွေအားလုံးသေကုန်ကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒီမိန်းကလေးမာယာကသူတို့ကိုအထဲပေးမဝင်သေးတဲ့အခါမှာတော့ Lucas ကအခုတော့သူ့နီးသူ့ဟန်နဲ့ပဲသူလှုပ်တော့မယ်လို့ပြောလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဘန်ကာတကားကိုဖျက်ဆီးပြီးအထဲကိုအတင်းဝင်ဖို့အစီအစဉ်ဆွဲကြပါတယ်။ဒါပေမဲ့မာယာကလည်းသူတို့ထက်မညံ့ပါဘူး။သူတို့ဘာလုပ်မယ်ဆိုတာကိုဒီမိန်းကလေးကကြိုတင်ပြီးရိပ်မိနေခဲ့တာပါ။သူတို့တွေစပြီးစူးစမ်းလိုက်တာနဲ့သူတို့ကကိုတုံးပြီးဘန်ကာတကားကိုအပေါက်ဖောက်ဖို့စူးစမ်းလိုက်တာနဲ့ကသူမရဲ့စနစ်အကူအညီနဲ့အဲ့ဆက်ထဲကိုလျှက်စစ်စီးကြောင်းတွေချက်ချင်းလွှတ်လိုက်ပါတယ်။ဒါကြောင့်မို့လို့ address ကချက်ချင်းပျက်စီးသွားပြီးသူတို့ရဲ့အစီအစဉ်လည်းပြတ်သွားခဲ့ရတာပေါ့။ဒီနောက်မှာတော့သူတို့ကအစီအစဉ်အသစ်တစ်ခုထပ်ဆွဲကြပါတယ်။ကားရဲ့ဘန်ကာခေါင်မိုးပေါ်မှာတက်ဆင်ထားတဲ့လေဝင်လေထွက်ပိုက်ကိုစစ်ဆေးဖို့အတွက်အသားလေးတက်သွားပါတယ်။မသွားခင်မှာဒီမိန်းကလေးကိုဘန်ကာတကားဝမှာစောင့်နေဖို့ပြောခဲ့ပါတယ်။ဒါမှအပြင်ထွက်လာရင်သူကဖမ်းမိမှာမလို့ပါ။အဲ့နောက်မှာတော့ကအပေါ်တက်ပြီးပိုက်ကိုပိတ်လိုက်တာကြောင့်ဘန်ကာထဲမှာအောက်ဆီဂျင်ပြတ်လက်သွားစေခဲ့ပါတယ်။အစီအစဉ်တိုင်းပဲကဘန်ကာအပြင်မှာစောင့်နေခဲ့ပါတယ်။ထွက်လာတာနဲ့ချက်ချင်းဖမ်းဖို့ပေါ့။ဒါပေမဲ့အောက်ဆီဂျင်မလုံလောက်လို့ကပိုက်ကိုစစ်ဖို့အပြင်ထွက်လာတဲ့အချိန်မှာတော့ကနေရာရွေ့သွားပြီဖြစ်လို့ဒီမိန်းကလေးကိုမဖမ်းနိုင်လိုက်ပဲဖြစ်သွားခဲ့ရပါတယ်။မာယာအပြင်ကိုထွက်မလာခင်မှာလည်းလူကတ်ကတခြားတနေရာကိုရွှေ့သွားခဲ့တာမို့သူမကိုဖမ်းဖို့လွဲချော်သွားခဲ့ပါတယ်။မယားကသူ့ကိုရှောင်တိန်ပြီးအမိုးပေါ်ကိုချက်ချင်းတက်ကအောက်ဆီဂျင်ပိုက်ကိုပြင်ဆင်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူမက Tess နဲ့ Lucas တို့ကိုစတင်ပစ်ခတ်ပါတော့တယ်။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲသူတို့နှစ်ယောက်လုံးတနီးနီးနဲ့အသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။ Lucas ရဲ့အမှားကြောင့်သူတို့ရဲ့အစီအစဉ်တစ်ခုလုံးပျက်စီးသွားရတာမို့ Tess ကသူ့အပေါ်မှာအကြီးအကျယ်ဒေါသထွက်နေပါတယ်။ဒီအတော်အတွင်းမှာပဲမာယာကလည်းအမိုးပေါ်မှာပုံအောင်နေခဲ့ပါတယ်။
လူကတ်ကအမိုးပေါ်ကိုဘလိုနီးနဲ့မဆိုရောက်အောင်တက်သွားပြီးမာယာကိုဖမ်းဆီးနိုင်ခဲ့ကသူမကိုကင်မရာရှေ့ကိုခေါ်ထုတ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကအဆိုရာကိုသာတကားမဖွင့်ပေးရင်သူမရဲ့အမေကိုတပ်ပစ်မယ်လို့ချိန်ချောက်ပါတော့တယ်။ဒါပေမဲ့ဘန်ကာတကားကတော့နေဖြစ်ဖြစ်ဒါမှမဟုတ်အတွင်းဘက်ကနေဖြစ်ဖြစ်မှဖွင့်လို့ရတာမျိုးပါ။မာယာစီမှာလည်းတော့မရှိတာကြောင့်သူမအနေနဲ့တကားကိုဖွင့်ပေးလို့မရနိုင်ခဲ့ပါဘူး။မရတော့တဲ့အဲ့ဒီလူကြောင့်ဘန်ကာအတွင်းကအခြေအနေတွေကပိုပြီးတော့တောင်ဆိုးရွားလာခဲ့ပါတယ်။အရင်ကဖမ်းဆီးထားခဲ့တဲ့ဟာတနည်းနည်းနဲ့လွတ်မြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူကကိုဖမ်းဆီးပြီးကြိုးနဲ့တုံနှောင်ထားလိုက်ပါတယ်။သူကအရင်ကတည်းကတနတ်တန်ရရထားတာကြောင့်သွေးတွေအများကြီးထွက်နေခဲ့ပြီးနောက်ဆုံးမှာတော့သွေးလွန်ပြီးတိတ်ဆုံးသွားခဲ့ရတာပါ။အခုတော့အဲမှာတယောက်တည်းပဲကြံပါတော့တယ်။သူမဟာတကားနဲ့ဝေးတဲ့နေရာမှာအခြေခံထားရတာမို့တကားကိုသွားမဖွင့်နိုင်သလိုသူမရဲ့အတန်ကလည်းအပြင်ကလူတွေစီကိုမရောက်နိုင်ပါဘူး။ဒါပေမဲ့လည်းကဆက်ကြိုးစားနေပြီးရဲ့ရုပ်အလောင်းကိုသူမစီရောက်အောင်တနည်းနည်းနဲ့ဆွဲယူလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမကအပြင်မှာရှိနေတဲ့လူ၃ယောက်ကိုရဲ့အဖော်ဖြစ်သူတေဆုံးသွားပြီဖြစ်ကြောင်းနဲ့မသေးခင်မှာသူမကိုကြိုးနဲ့တုပ်သွားခဲ့တာမို့ပင်မဂိတ်တကားကိုဖွင့်ပေးလို့မရတဲ့အကြောင်းအော်ပြောလိုက်တာပါ။ဒါကိုကြားလိုက်ရတဲ့ကတော့အရန်ကိုဒေါသထွက်သွားပါတယ်။ကလည်းအခုတော့သူမရဲ့သမီးလေးအထက်မှာပိတ်မိနေပြီဆိုပြီးကိုဒေါသတကြီးနဲ့ပါဆက်လုံးမလဲလို့ပြောလိုက်ပါတော့တယ်။အခုမာယာရဲ့သမီးလေးကအတွင်းထဲမှာပိတ်မိနေပြီ။ဒါကြောင့်သူ့ကိုကယ်ဖို့အတွက်ဘာလုပ်မှလဲလို့တယောက်ကဒေါသတကြီးနဲ့မေးလိုက်ပါတယ်။သူ့သမီးလေးအတွင်းထဲမှာပိတ်မိနေတာကိုမြင်တော့မာယာတယောက်သမီးဖြစ်သူအတွက်အရန်ကိုစိုးရိမ်ပူပန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တကားရဲ့ဒုတိယမြောက်တော့ကိုဒါရီယာတယောက်ထဲမှာပဲရှိတာမို့သူ့စီကိုတွားရမယ်လို့သူတို့ကိုပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။တကယ်တော့ဒါရီယာသေဆုံးသွားပြီဆိုတာကိုမာယာကကြိုတင်သိရှိနေခဲ့တာပါ။ဘာလို့လဲဆိုတော့ဒါရီယာထွက်သွားပြီးနောက်မှာသူတို့ရဲ့ဘန်ကာထဲမှာတက်ဆင်ထားတဲ့ဆက်ကလူနှစ်ယောက်စာအတွက်ပဲအောက်ဆီဂျင်ထုတ်ပေးနိုင်တယ်လို့သူရေးထားတဲ့မှတ်စုတိုလေးကိုမာယာတွေ့ရှိခဲ့လို့ပါပဲ။သူတို့က၃ယောက်ဖြစ်နေတာကြောင့်သူ့ရဲ့ဇနီးနဲ့သမီးကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်ဘန်ကာထဲကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာတော့ဒါရီယာရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာရှာတွေ့နိုင်မလဲဆိုတာသိတယ်လို့မာယာကပြောပြခဲ့ပါတယ်။ဒါနဲ့ Tess ကဒါရီယာယူသွားတဲ့တော့ကိုသွားရှာဖို့အတွက်မာယာနဲ့အတူထွက်ခွာသွားခဲ့ပါတယ်။အထွက်ခွာခင်မှာတော့လူကတ်ကိုဘန်ကာတကားနားမှာစောင့်နေဖို့သူကမှာကြားခဲ့ပါတယ်။ဆိုရာရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့အတွက်ဘန်ကာတကားနားမှာရပ်နေဖို့ပါ။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးနေအောင်ကြီးစွမ်းရင်သုံးကားတစ်စီးနဲ့အဲ့ဒီနေရာကနေထွက်ခွာလာခဲ့ကြပါတယ်။လန်ကီမှာမာယာက Tess ကိုပြောပြတာကသူတို့ရဲ့ဆက်ကအဆင့်မြင့်တယ်လို့ထင်ရပေမဲ့အောက်ဆီဂျင်တွေကအရန်မြန်မြန်ဆန်ဆန်လျော်နေလာနေတာကြောင့်အကန့်အသတ်တော့ရှိနေတယ်ဆိုတာပါပဲပြီးတော့ဒီနေ့ကျရင်ဒီဆက်ကလူတစ်ယောက်စာအတွက်ပဲအောက်ဆီဂျင်ထုတ်ပေးနိုင်တော့မယ့်အချိန်ရောက်လာမှာဖြစ်ပြီးအဲ့ဒီအချိန်ကလည်းတကယ်ကိုနီးကပ်နေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်ခရီးဆက်ပြီးတိတ်မကြခင်မှာပဲမာယာဟာဒါရီယက်ရဲ့ရုပ်အလောင်းကိုတွေ့ရှိသွားခဲ့ပါတယ်သူရဲ့ခင်မွန်းဖြစ်သူကိုအဲ့ဒီလိုအခြေအနေနဲ့တွေ့လိုက်ရတဲ့အခါမှာတော့မာယာတယောက်ကိုမထိန်ချုပ်နိုင်တော့ပါဘူးဒါရီယက်ရဲ့ရုပ်အလောင်းကိုကြည့်ပြီးမာယာဟာစိတ်သက်တွေအကုန်ပြိုလဲသွားကမျက်ရည်တွေလည်းအတားအဆီးမရှိကျဆင်းလာခဲ့ပါတယ်သူမရဲ့ရင်ထဲမှာဒီလောက်များပြားတဲ့ရက်တွေတလျှောက်အောင်အေးမျိုးတိတ်ထားခဲ့ရသမျှနာကျင်မှုတွေအားလုံးဟာဒီတစ်ခဏအတွင်းမှာပဲအကုန်လုံးပေါက်ကွဲထွက်လာခဲ့ပါတယ်။ Tess ကသူမကိုနှစ်သိမ့်ပေးဖို့ကြိုးစားပြီးသူတို့မှာအချိန်အများကြီးမကြံတော့ဘူးဆိုတာကိုလည်းသတိပေးလိုက်ပါတယ်။အရာအလုံးကတစ်ခဏချင်းမှာပဲဖြစ်ပျက်သွားခဲ့တာပါ။ Tess ကသူမကိုအားပေးနှစ်သိမ့်ဖို့ကြိုးစားရင်သူတို့မှာအချိန်အများကြီးမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အောက်ဆီဂျင်ကလည်းပြတ်လတ်နေပြီဖြစ်လို့အခုလောလောဆယ်တော့ကိုယူပြီးဒီနေရာကနေမြန်မြန်ထွက်သွားကြရအောင်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့မာယာကဒါရီယက်ရဲ့အိတ်ထဲကနေတော့ကိုထုတ်ယူလိုက်ပြီးမြဲအဲဒီအိတ်ထဲမှာပဲတနက်တလက်ကိုပါတွေ့သွားခဲ့ပြီးဘာမှမပြောဘဲတိတ်တဆိတ်ပဲတင်ထားလိုက်ပါတယ်တကယ်လို့သူမသာအလိုရှိမယ်ဆိုရင် Tess ကိုတတ်ပစ်လို့ရပေမဲ့သူမကအဲ့ဒီလိုမျိုးမလုပ်ခဲ့ပါဘူးအခုချိန်မှာတော့အသက်ရှင်တန်နိုင်မှုအတွက်တယောက်ကိုတယောက်ယုံကြည်ဖို့ကသာတခုတည်းသောနီလန်ဖြစ်နေတာကြောင့်သူမက Tess ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့စီးလာတဲ့ကားရဲ့ solar battery ကုန်သွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့တကယ်ပြဿနာကြီးကစတင်มาတော့တယ်မာယာရဲ့ခြေထောက်ကဒဏ်ရာရနေတာကြောင့်သူမကလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူးအခုဆိုရင်သူတို့အတွက်ပြန်ဖို့လမ်းကပို့လို့တောင်ခက်ခဲသွားပါပြီ Tess ကမာယာကိုဒီနေရာမှာပဲခဏလောက်နေပြီးသူမကိုစောင့်နေဖို့ပြောလိုက်ပါတယ်ဘန်ကာစီကိုအချိန်မီရောက်သွားနိုင်ဖို့အတွက်သူမကိုတော့ပေးလိုက်ဖို့နဲ့နောက်မှသူမကိုလာခေါ်ဖို့အသေးချာပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့နောက်ကျရင်သူမကိုတေချာပေါက်ပြန်လာခေါ်မယ်လို့ကတိပေးပါတယ်ဒါပေမဲ့မာယာကသူမကိုအခုထိမယုံကြည်သေးတဲ့အတွက်တနက်နဲ့ချိန်ထားဆဲပါပဲဒါကိုမြင်လိုက်ရတဲ့ Tess ကလည်းသူမရဲ့တနက်ကိုထုတ်လိုက်ပြီးအခုချိန်မှာအမှားခံလို့မဖြစ်တော့ဘူးလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့မာယာရဲ့သမီးလေးလည်းအန္တရာယ်ရှိနေလို့ပါပဲ။တကယ်လို့သမီးလေးကိုကဲခြင်းနဲ့ဆိုရင်တော့ကိုသူမစီပေးရမယ်လို့ဆိုပါတယ်။သူမကိုလည်းတေချာပေါက်ပြန်လာခေါ်ပါမယ်လို့ထပ်ပြီးကတိပေးလိုက်ပါသေးတယ်။သူမရဲ့သမီးလေးဇိုရာအတွက်နဲ့ပဲမာယာကတော့ကိုသူမလက်ထဲထည့်ပေးလိုက်ပါတယ်။တော့ရချင်းမှာပဲ Tess ကဘန်ကာစီကိုပြန်ပြေးသွားခဲ့ပါတယ်။သူမရဲ့အဖော်ကတော့အဲ့ဒီမှာရောက်နေပါပြီ။ခဏကြာမှာတော့ Tess တယောက်ဘန်ကာစီကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးဘန်ကာထဲကိုဝင်သွားကြပါတယ်
ဒါပေမဲ့သူတို့ကိုမြင်လိုက်ရတဲ့ဇိုရာလေးကတော့သူမရဲ့အမေပါမလာတဲ့အတွက်ကြောက်လန့်သွားခဲ့ပါတယ်။သူမအမေကိုသူတို့နဲ့အတူမတွေ့ရတဲ့အတွက်အမေဘယ်မှာလဲဆိုပြီးစတင်မေးမြန်းပါတော့တယ်။ Tess ကတော့သူမအမေနေကောင်းပါတယ်။ဒါပေမဲ့ခြေထောက်မှာဒဏ်ရာရသွားလို့မလာနိုင်ခဲ့တာပါလို့ပြန်ပြောပြလိုက်ပါတယ်။အဲဒီနောက်ဇိုရာလေးကသူ့အမေအကြောင်းစမေးပါတော့တယ်။ Tess ကသူ့အမေနေကောင်းပါတယ်လို့ပြန်ပြောပြလိုက်ပါတယ်။ဒါပေမဲ့ခြေထောက်မှာဒဏ်ရာရသွားလို့မလာနိုင်တာဖြစ်ပြီးခဏနေရင်ပြန်သွားခေါ်ပေးမယ်လို့ဖြောင်းပြလိုက်တာပါ။ဒါပေမဲ့ဇိုရာလေးကဒုတိယတော့ကိုဘယ်ကရတာလဲဆိုပြီးတော့အကြောင်းထပ်မေးလာပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒုတိယတော့ကသူ့အဖေစီမှာပဲရှိတယ်ဆိုတာသူသိနေလို့ပါ။အဲ့ဒီချိန်မှာ Tess လည်းအမှန်တိုင်းပြောပြဖို့ဖြစ်လာပါတော့တယ်။သူ့ဖေဟာဒီကမ္ဘာပေါ်မှာမရှိတော့ပဲလွန်ခဲ့တဲ့6လကတည်းကဆုံးပါသွားခဲ့ပြီဆိုတဲ့အမှန်တရားကိုပြောပြလိုက်ရပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဇိုရာလေးခမရင်ကွဲမတက်ခံစားသွားရပါတယ်။အဲ့ဒီနောက်မှာတော့ Tess ကနောက်ထပ်အောက်ဆီဂျင်နှာခေါင်းစည်းတစ်ခုကိုယူပြီးအပြင်ထွက်ဖို့ပြင်ပါတော့တယ်။အဲ့ဒီချိန်မှာပဲ Lucas ကသူ့ကိုတနက်နဲ့ချိန်လိုက်ပါတယ်အခုတော့လဲရပြီဆိုတော့ဒီနေရာကနေမြန်မြန်ထွက်သွားနိုင်ဖို့အတွက်ပုံစံထုတ်တဲ့အလုပ်ကိုပဲအာရုံစိုက်ဖို့ပြောလိုက်တာပါတကယ်လို့အဲ့ဒီပုံစံထုတ်တဲ့အလုပ်ကိုမလုပ်ပေးဘူးဆိုရင်ဇိုရာလေးကိုတတ်ပစ်မယ်လို့လဲချိန်ချောက်လိုက်ပါတယ်ဒါကြောင့် Tess လည်းမတက်တာပဲအဲ့ဒီမှာဆက်နေလိုက်ရပါတယ်အဲ့နောက်မှာတော့ Tess ကရေစစ်ဆက်ကိုဖွင့်လိုက်ပြီးအမှန်တရားအားလုံးကိုဖွင့်ပြောပြလိုက်ပါတော့တယ် Tess က filtration machine ကိုဖွင့်လိုက်ပြီးအမှန်တရားအားလုံးကိုဖွင့်ပြောပြလိုက်ပါတယ် Tess ကဇိုရာကိုသူမအနေနဲ့ Darius ကိုလုံးဝမသိခဲ့ဘူးလို့ပြောပြခဲ့ပါတယ်ဇိုရာရဲ့အဖေထွက်သွားပြီးကတည်းကဇိုရာကသူမအဖေအကြောင်းကိုရေဒီယိုကနေနေတိုင်းပြောနေခဲ့တာကြောင့်ဒီလူတွေအကြောင်းကိုရေဒီယိုကနေပဲကြားဘူးခဲ့တာလို့ဆိုပါတယ်။အဲဒီနောက်မှာတော့သူတို့မှအချိန်သိပ်မကြံတော့ဘူးလို့ Tess ကပြောလိုက်ပါတယ်။အောက်ဆီဂျင်ကလည်းပိုပြီးလျော့နေလာနေသလိုဒီဆက်ကလည်းလူ2ယောက်စာအတွက်ပဲအောက်ဆီဂျင်ထုတ်ပေးနိုင်တာပါ။ဒါကိုကြားလိုက်ရတဲ့ Lucas ကယုံကြည်မှုတွေအကုန်ပြပြသွားပြီးဒေါသအဟုန်နဲ့ Tess ကိုပြစ်တက်လိုက်ပါတယ်။ဒါတွေအားလုံးကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့ဇိုရာလေးခမတုံလုံးခြောက်ချသွားခဲ့ရပါတယ်။ Tess တေဆုံးသွားပြီးနောက်မှာတော့ဇိုရာဟာအဲ့ဒီလူယူကြီးနဲ့အတူ2ယောက်တည်းကြံရစ်ခဲ့ပါတော့တယ်ဒီဆက်ကသူမရဲ့အသက်ကိုရက်အကြာကြီးဆက်မကယ်တင်နိုင်တော့မှဇော်ရာတိနေတာကြောင့်တညလုံးငိုကြွေးရင်အချိန်ကုန်ဆုံးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာယာကတော့တနေရာမှာပိတ်မိနေတော့မှာပဲမာယာကတော့အရင်နေရာမှာပဲပိတ်မိနေတော့မှာပဲမနေ့လင်းတဲ့အထိ Tess ပြန်မလာတော့မှသူမအသစ္စာဖောက်ခံလိုက်ရပြီဆိုတာကိုမာယာနားလည်သွားခဲ့တာပါသူမရဲ့အောက်ဆီဂျင်ဘူးကလည်းကုန်ကန်နီးဖြစ်နေပေမဲ့မနက်ခင်းနေအောင်ကြီးထွက်လာတာနဲ့သူမရဲ့နေအောင်ကြီးစွမ်းအင်သုံးရင်ဘက်ထရီကစပြီးအားပြန်ဝင်လာတာကြောင့်မာယာရဲ့ကံကြမ္မာကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒါနဲ့မာယာဟာဘန်ကာစီကိုချက်ချင်းပဲပြန်ပြီးဥတီထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ဘန်ကာတဲကိုအောက်ဆီဂျင်ပေးဝေမှုရပ်တန့်သွားအောင်လေစစ်ပိုက်လိုင်းကိုအရင်ဆုံးပိတ်ပစ်လိုက်တာပါ။အောက်ဆီဂျင်ပိုက်ပိတ်သွားတဲ့အတွက် Lucas နဲ့ Zora တို့ထိတ်လန့်သွားကြပါတယ်။ဘာတွေဖြစ်နေမှန်း Lucas နားမလည်နိုင်ဖြစ်နေပြီးဘာဖြစ်တာလဲဆိုတာကို Zora ကိုမေးလိုက်တာပါ။လေစစ်ပိုက်လိုင်းမှာတခုခုချို့ယွင်းနေတာဖြစ်နိုင်တယ်လို့ Zora ကသူ့ကိုပြန်ပြောပြခဲ့ပါတယ်။အဲ့ဒါနဲ့ Lucas ကအဲ့ဒီပိုက်ကိုသွားပြင်ဖို့ Zora ကိုအပြင်ကိုလွှတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲပိုက်ပြင်ဖို့အတွက်အပြင်ဘက်ကိုထွက်လာခဲ့ပါတယ်။ Zora အပြင်ကိုထွက်သွားတဲ့အခါသူ့အမေကအဲ့ဒီမှာထိုင်နေပြီးပိုက်ကိုပိတ်ဆို့ထားတာကလည်းသူ့အမေကိုယ်တိုင်ဖြစ်နေတာကိုတွေးလိုက်ရတာပါ။သူ့အမေကိုပြန်တွေးလိုက်ရလို့ Zora တယောက်အရန်ကိုပျော်သွားခဲ့ပေမဲ့အဲ့ဒီချိန်မှာသူ့အမေရဲ့အခြေအနေကတော်တော်လေးကိုဆိုးရွားနေခဲ့ပါတယ်။ခဏကြာတော့ Zora ကပိုက်ကိုပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ပိုက်ပြင်ပြီးလို့ Zora အထဲကိုပြန်ဝင်ဖို့ကြိုးစားတဲ့အခါမှာတော့ Lucas ကတကားဖွင့်ပေးဖို့ညှင်းဆန်ခဲ့တာပါ။သူကတကားမဖွင့်ပေးတဲ့အခါမှာတော့သူ့ကိုအပြင်ထွက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမာယာကနားလည်သွားခဲ့ပါတယ်။သူကရေစစ်ပိုက်ကိုနောက်တစ်ချိန်ထပ်ပိတ်လိုက်ပြီးအခုချိန်မှာ Zora ကလည်းအပြင်မှာရောက်နေတာကြောင့် Lucas တယောက်အပြင်ကိုမထွက်လို့မရဖြစ်သွားခဲ့တာပါ။သူအပြင်ကိုထွက်လာတာနဲ့တပြိုင်နက်မာယာကသူ့ကိုချက်ချင်းတက်နဲ့ပစ်လိုက်ပါတယ်။သူသေမသွားခဲ့ပေမဲ့ဒဏ်ရာတော့ရသွားခဲ့တာပါ။သူ့ကိုအဲ့ဒီလိုဒဏ်ရာတွေနဲ့ထားရစ်ခဲ့ပြီးမာယာကတကားစီကိုအမြန်ပြေးသွားခဲ့ပေမဲ့ Lucas ကတော့အလွယ်တကူလက်မလျှော့ပဲဘန်ကာထဲကိုအတင်းအဓမ္မဝင်ရောက်လာပါတယ်။အထဲကိုရောက်သွားတဲ့အခါမှာတော့မာယာကစောစောပိုင်းကစနစ်ကိုသူမဘာသာသူမပြင်ဖို့ကြိုးစားခဲ့တော့ကဆက်တစ်ခုလုံးကိုပျက်စီးအောင်လုပ်မိသွားမှန်းသိလိုက်ရပါတယ်။ဒါကြောင့်မလို့ဘန်ကာတစ်ခုလုံးမှာအစိမ့်ငွေတွေပြန့်နှံ့နေခဲ့တာပါ။အဲ့ဒီအချိန်မှာ Lucas ကသူတို့နှစ်ယောက်လုံးကိုတနက်နဲ့ထပ်ပြီးချိန်လိုက်ပြီးတော့ဆက်ကိုပြင်ဖို့အမိန့်ပေးလိုက်ပါတယ်။သူတနက်နဲ့ချိန်ထားတာကိုမြင်တော့မာယာကဘန်ကာထဲမှာအစိမ့်ငွေတွေအများကြီးပြန့်နှံ့နေတာကြောင့်အဲ့လိုမလုပ်ဖို့သူ့ကိုတားလိုက်ပါတယ်။တကယ်လို့သူတနက်ပစ်လိုက်ရင်ဒီနေရာတစ်ခုလုံးမီးလောင်သွားလိမ့်မယ်လို့လည်းပြောလိုက်ပါသေးတယ်။ဒါပေမဲ့မာယာကဆက်ကိုမပြင်ပေးတဲ့အခါမှာတော့ Lucas ကတနက်ကိုပစ်လိုက်ပါတော့တယ်။တနက်တန်ထွက်လာတာနဲ့တပြိုင်နက်ဘန်ကာထဲမှာအကြီးအကျယ်မီးလောင်မှုဖြစ်ပွားပါတော့တယ်။အဲ့ဒီမီးထဲမှာလည်း Lucas ကိုယ်တိုင်မီးလောင်ပြီးတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့မာယာနဲ့ Zora တို့ကတော့အောက်ဆီဂျင်မျက်နှာဖုံးတွေတက်ထားလို့အသက်ချမ်းသာရာရခဲ့ကြပြီးဘန်ကာထဲကနေအမြန်ဆုံးထွက်လာခဲ့ကြပါတယ်။အခုတော့သူတို့မှာအောက်ဆီဂျင်အများကြီးမကျန်တော့သလိုဘန်ကာကလည်းလုံးဝပျက်စီးသွားပါပြီ။အဲဒီအချိန်မှာသူတို့အသက်ရှင်ဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ကတော့ Tess ပြောပြခဲ့မှုတဲ့လူပေါင်းထောင်နဲ့ချီနေထိုင်ကြတဲ့လူအဖွဲ့အစည်းစီရောက်ဖို့ပဲဖြစ်ပါတယ်
ချိန်တော်ကြာလမ်းလျှောက်ပြီးတဲ့နောက်သူတို့ရဲ့အောက်ဆီဂျင်ဘူးတွေလည်းကုန်သွားခဲ့ပြီးအောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ဒီ main ကလေးနှစ်ယောက်စလုံးသတိလစ်သွားခဲ့ကြပါတယ်အချိန်တန်ကြာလို့သတိပြန်ရလာတဲ့ခါမှာတော့ test တစ်ချိန်ကပြောပြခဲ့မှုတဲ့အဲ့ဒီလူအဖွဲ့အစည်းကလူတွေကသူတို့ကိုကယ်တင်ထားတာဆိုတာသိလိုက်ရပါတယ်အဲ့ဒီလူအဖွဲ့အစည်းကတကယ်ပဲရှိနေခဲ့တာဖြစ်သလိုအဲ့ဒီမှာရှိတဲ့လူတွေကလည်းတကယ်ကိုစိတ်ထားကောင်းသူတွေဖြစ်နေခဲ့ပါတယ်အခုတော့မေယာနဲ့ဇိုရာတို့ဟာအဲ့ဒီမှာပဲစတင်နေထိုင်ခဲ့ကြပါတယ်အဲ့ဒီလူအဖွဲ့အစည်းမှာရှိတဲ့လူတိုင်းဟာတယောက်ကိုတယောက်အပြန်အလှန်ကူညီဖေးမကြပါတယ်နောက်ထပ်အဆင့်မှာတော့မာယာကသူမရဲ့အသိပညာတွေကိုအသုံးချပြီးရေတန့်စင်စနစ်အသစ်တွေကိုစတင်တည်ဆောက်ခဲ့သလိုဇိုရာကလည်းလူတွေကိုကူညီပေးဖို့စတင်ခဲ့ပါတယ်ဇီဝဗေဒပညာရှင်တဦးဖြစ်တဲ့မာယာဟာအပင်တွေကိုစိုက်ပျိုးဖို့နီလန်းအသစ်တွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီပတ်ဝန်းကျင်အသစ်နဲ့လူသစ်တွေကြားမှာမာယာနဲ့ဇိုရာတို့ရဲ့မျက်နှာပေါ်မှာအပြုံးတွေနောက်ဆုံးတော့ပြန်လည်ပွင့်လန်းလာခဲ့ပြီးဒီလိုနဲ့ပဲဇလန်းလေးကပြီးဆုံးသွားခဲ့ပါပြီကဲတငယ်ချင်းတို့ရေဒီဇလန်းလေးကိုဘယ်လိုသဘောရကြလဲကိုယ့်ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့ကြပါဦးခင်ဗျားတို့ရဲ့တုံ့ပြန်မှုတွေကကျွန်တော်တို့အတွက်အများကြီးအတိတ်ပဲရှိလို့ပါ